ဒီနေ့တော့ဖြစ်တယ်လို့လေးပဲကျမတို့ထမင်းစားလိုက်ပါမယ်ဖြစ်တယ်လို့လေးဆိုပြီးတော့အထင်လာမသိနဲ့နော်ရှယ်ပစုံကြောက်ကြော်ကိုတရက်ကင်းသီးလေးတွေနဲ့တို့မယ်ခရမ်းညင်သီးလေးတွေနဲ့တို့ပြီးစားပါမယ်ကျမတို့ရဲ့ရှယ်ပစုံကြောက်ကြော်ကတော့ကျမဒီနေ့လုံးစိန်လေးရ product နဲ့စားတာပါလုံးစိန်လေးရရှယ်ပစုံကြောက်ကြော်ပြီးသွားလို့ရှိရင်ကျမကြော်တို့ကတော့လုံးဝထိမိခွေပါပဲသူ့ရဲ့ရှယ်ပစုံကြောက်ကြော်ကဘလောက်တောင်ကောင်းလဲဆိုတော့လေအသက်ကြီးတဲ့လူတွေသွေးတိုးသမားရှိတဲ့လူတွေအတွက်အရန်အဆင်ပြေပါတယ်စီတန်းတန်းနဲ့သုံးပေးထားတဲ့အပြင်ကိုမှလုံးဝအချို့မမပါပါဘူးပေါ့နော်အဲ့တော့ရှင်တို့တွေလုံးဝအပေါ့စားတဲ့လူတွေသွေးတိုးသမားတွေအတွက်ဆိုရင်တော့အရန်အဆင်ပြေပြီးထိမိခွေတဲ့ပစုံကြောက်ကလေးပါပြီးွားရင်တော့သူ့ရှည်ရထွက်တဲ့ကြက်သားမွားကြော်ဝက်သားမွားကြော်ကတော့လေဘလောက်တောင်အဆင့်မီမီထုတ်ပေးတာလဲဆိုတော့ကြက်တုံကြောငရုတ်တီးကိုတက်တက်စီထည့်ပေးတာဖြစ်တဲ့အတွက်ကြက်သားမွားလေးပဲစားချင်တဲ့လူတွေအတွက်အရန်အဆင်ပြေပါတယ်ကျမညမကတော့လုံးစိန်လေးနဲ့ရှယ်ကျိတ်နေပါပြီနိုင်ငံခြားတဲ့ဘူးအတွက်လည်းဘူးလေးတွေနဲ့တေးသေးချာချာပါကေးချင်းလုပ်ပေးရတာဖြစ်တဲ့အတွက် CUC ဖိတ်မာတွေကိုမပူရပါဘူးတဘူးမှာ30ချက်သားပါပါတယ်လုံးစိန်လေးကနေထွက်တဲ့ငကွင်းရှဲငါးမှုကြော်ဆိုလည်းအရန်စားကောင်းပါတယ်နောက်နေ့တက်တက်စားပြမယ်အကိတ်ပစုံကြောက်ကြီးတွေဆိုလည်းတေးသေးချာချာထုတ်ပိုးပြီးတော့လုံးဝအပေါ်ကြောက်လုပ်ပေးတာပါအမားတို့ဝယ်ချင်ရင်တော့ KS Retail Wholesale ဆိုတဲ့ page ကနေပြီးတော့ဝယ်လို့ရပါတယ်ကျွန်မ page လေးကိုလည်း mention ပေးထားပါမယ်အရန်စားကောင်းတဲ့လုံးစိန် product လေးတွေစကြည့်ဖို့ sharing လုပ်ပေးပါရစေတတာ